အလုံးပဲမင်္ဂလာပါဒုတိခလေး YouTube channel လေးကနေခိုင်လေးအကိုတွေအမတွေဦးတော်တွေအားလုံးကိုနှွေးထွေးစွာပြန်လဲကြိုဆိုလိုက်ပါတယ်ရှင်ခိုင်လေးရဲ့ဗီဒီယိုလေးကိုဝင်ရောက်ကြည့်ရှုကြတယ်ခိုင်လေးအကိုတွေအမတွေဦးတော်တွေအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းများနဲ့ပြည့်စုံနိုင်ကြပါစေနေ့ရက်တိုင်းမှာလည်းမင်္ဂလာရှိတဲ့နေ့ကလေးတွေမင်္ဂလာရှိတဲ့ရက်ကလေးတွေကိုပိုင်ဆိုင်နိုင်ပါစေအသက်ရှူတိုင်းမှာလည်းဝင်ဝေတွေတိုးပွားရရှိနိုင်ပါစေလို့ခိုင်လေးဦးစားပထမစုမှုကောင်းတောင်းပေးလိုက်ပါတယ်ရှင်ကဲခိုင်လေးကိုတွေမားတယ်အားလုံးပဲခိုင်လေးရဲ့ဗီဒီယိုလေးကိုဝင်ရောက်ကြည့်ရှုပြီးဆိုရင် channel လေးကို subscribe မနေရသေးရင် channel လေးကို subscribe လေးတွေတယောက်တစ်ချက်စီဝအောင်ပြီးနေခဲ့မယ်ကြည့်ရှုနေကြတဲ့ကိုတွေမားတယ်အားလုံးကလည်းတယောက်ကြည့်ရင်တယောက်လိုက်လက်မလေးတွေတယောက်တစ်ချက်စီဝအောင်ပြီးနေခဲ့ပေးကြပါဦးเนาะကိုတွေမားတယ်အားလုံးပဲလက်လက်မလေးတွေเนาะမနှမျိုးပဲနဲ့တယောက်တစ်ချက်စီဝအောင်ပြီးနေခဲ့မယ်เนาะခိုင်လေးရဲ့ channel လေးကိုလည်းအများမြင့်အများတွေ့လို့ရအောင်တုံးမြင့်တူတွေ့လို့ရအောင်လို့ share မှု share အဖြစ် share ပေးကြပါဦးเนาะချစ်တော်ကိုတွေမားတယ်အားလုံးပဲခိုင်လေးတို့ဒီတရက်လုံးဆိုရင်လည်းမင်္ဂလာရှိတယ်နော်ကိုတွေမတဲ့အားလုံးပဲခိုင်လေးတို့ဒီတနေ့လုံးလည်းမင်္ဂလာအရန်ကိုရှိသွားပါပြီဒီညနေဆိုခိုင်လေးပေးတဲ့38တကွက်ကောင်းနော်တကွယ်ကောင်းလေးနဲ့ကိုတွေမတဲ့အားလုံးကိုထိထိမိမိအရယူထားပြရတယ်နော်ကိုတွေမတဲ့အားလုံးပဲခိုင်လေးတို့နော်6ကြိမ်ဇက်တိုက်အောင်ပွဲခံခြင်းတော့ကိုတွေမတဲ့အားလုံးပဲတောက်ကြနေတော့ဆိုလဲနေကုန်တနင်္လာနေ့ကုန်ခိုင်လေး sorry အင်္ဂါနေ့ကုန်ဒီနေ့ဗုဒ္ဓဟူးလေးလေနေကုန်ရကြတယ်ပေါက်ကြတယ်မနေ့တုန်းကဇာတို့ပတ်တီမွေးခွဲနေရတယ်ဒီညနေဆိုခိုင်လေးပေးတယ်38เนาะခိုင်လေးကတော့83ပေါ့เนาะကိုတွေမတဲ့အားလုံးပဲ38နဲ့ကိုတွေမတဲ့အားလုံးပဲအကြိုက်ဆုံးတစ်ခွက်ကောင်းလေးနဲ့ကိုတွေမတဲ့အားလုံးကိုထိထိမိမိလေးကိုအရယူထားပေးတာเนาะကိုတွေမတဲ့အားလုံးပဲတော်သေးတယ်เนาะဗုဒ္ဓင်ကန်ဒီမှာခွန်ပြောင်းသွားသေးတယ်เนาะပြီးတော့မှရှစ်ပြန်ပြီးတော့မလေးကျေးဇူးရှင်နော်ကဲကိုတွေမတဲ့အားလုံးပဲရကြတယ်ပေါက်ကြတယ်ဆိုတော့ကိုတွေမတဲ့အားလုံးပဲပေါက်ကြီးလေးတွေမှတ်ပေးကြပါဦးနော်ချစ်တော်လေးတွေအားလုံးပဲတကွက်ကောင်ကတော့ပေါက်ကြမှာရကြမှာနော်ကိုတွေမတဲ့အားလုံးပဲပေါက်ကြီးလေးတွေမှတ်ပေးကြပါဒီညနေနော်ဒီညနေတော့ပေါက်ကြီးလေးတွေမှတ်ပေးကြပါအောင်ရှင်ချစ်တော်လေးတွေအားလုံးပဲနော်ရကြတယ်ပေါက်ကြတယ်ဆိုတော့ကိုတွေမတဲ့အားလုံးပဲပေါက်ကြီးလေးတွေမှတ်ပေးကြပါရှင်နော်မနက်ဖြန်ကအတွက်လည်းခိုင်လေးအကောင်းဆုံးလေးစူးစမ်းထားပေးပါတယ်ရှင်ချစ်တော်လေးတွေအားလုံးပဲခိုင်လေးကကိုတွေမတဲ့အားလုံးကနော်ရကြတယ်ပေါက်ကြတယ်ဆိုရင်နော်ပေါက်ကြီးလေးတွေမှတ်မယ်ပြီး comment လေးမှာလည်းမင်္ဂလာပါလို့တယောက်တစ်ချက်စီမှတ်ပေးကြပါဦးနော်ခိုင်လေးရဲ့ channel လေးကလည်းအသစ်ကလေးဖြစ်တဲ့အတွက်အများမြင့်အများတွေ့ရအောင်လို့တူးမြင့်တူတွေ့ရအောင်လို့လည်း share မှု share ဖြင့် share ပေးကြပါဦးနော်ခိုင်လေးကတော့ကိုတွေမတဲ့အလုံးကိုတော့ဒါကတော့နေ့တိုင်းပြောနေကြစကားနော်နေ့တိုင်းအချိန်တိုင်းကိုရစေချင်တယ်ပေါက်စေချင်တယ်တကွက်ကောင်းလေးတွေအော်ကွက်ကလေးတွေနဲ့ထိထိမိမိလေးကိုရအောင်လို့အကောင်းဆုံးလေးစူးစမ်းထားပါတယ်ဒါပေမဲ့တူဒီဆိုတာကတော့မာတဲ့ခါရှိတယ်လို့မန်တဲ့ခါလည်းရှိပါတယ်နော်ကိုတွေမတဲ့အလုံးပဲအများတိုင်းမမှန်တဲ့သူရှိလို့အများတိုင်းလည်းမမာတဲ့သူလည်းမရှိပါဘူးเนาะခိုင်လေးလည်းကိုကနန်လေးတွေပါတယ်ပေါက်တယ်ဆိုတော့ပြောတာပေါ့เนาะဟုတ်တယ်မလားခိုင်လေးတို့ဒီညနေဆိုရင်လည်းအော်ကွက်ကလေးတကွက်ကောင်အော်ကွက်ကမှတကွက်ကောင်လေးနဲ့ထိထိမိမိရတယ်မနေ့တုန်းကစစားတို့ပတ်တီးရတယ်เนาะအင်္ဂါနေ့ညနေဆိုရင်ခိုင်လေးတို့ဘိုင်၄ဘိုင်နဲ့ရတယ်မနေ့ပိုင်းဆိုရင်65အော်ကွက်တောက်ကြနေဆိုရင်လည်းတနေ့ကို2ကွက်ကောင်မနေ့2ကွက်ကောင်ညနေကို2ကွက်ကောင်ထိထိမိမိလေးကိုရကြတယ်ပေါက်ကြတယ်เนาะ6ကြိမ်တိုင်အောင်ပွဲခံခြင်းနဲ့ချစ်တော်လေးတွေအားလုံးပဲကဲခလေးရကိုတွေမတဲ့အားလုံးပဲမနေ့ဘက်ကမှလည်းထက်ရအောင်ထပ်ပါလို့ခလေးအကောင်းဆုံးလေးကြိုးစားထားပေးပါတယ်ရှင်เนาะခလေးတို့ကမ်ပိန်းတော့ရเนาะထက်ရကြတာပေါ့เนาะအကြိုက်တူတဲ့ကိုတွေမတဲ့အားလုံးကယူပြီးတော့ကစားထားမယ်เนาะခိုင်လေးကဏ္ဍကိုအကြိုက်တူလို့ရှိရင်ယူပြီးတော့ကစားထားမယ်တကယ်လို့အကြိုက်မတူလို့ရှိရင်တော့ကိုကြိုက်နေတဲ့ကဏ္ဍကိုကစားပါเนาะကိုကြိုက်နေတဲ့ကဏ္ဍကိုကစားပါအဲဒါဆိုခိုင်လေးကဏ္ဍလေးတွေခေါ်ပြီးမယ်ဘေးနားမှာစာအုပ်ကလေးတွေရှိရင်စာအုပ်ကလေးတွေနဲ့မှတ်ကြမယ်နော်ကဲခိုင်လေးတို့မနက်ဖြန်က9ရက်4လ2026ကြာသပတေးနေ့နော်ခိုင်လေးတို့မနက်ဖြန်ကြာသပတေးနေ့12:01မိနစ်မှာပယ်ရမယ့်ပတိလေးတွေခေါ်ပြီးတော့မယ်နော်ခိုင်လေးရဲ့ဗီဒီယိုလေးကိုနော်ဖိုင်လေးရဲ့ဗီဒီယိုလေးကလည်းအရင်မရှိတဲ့အတွက်အစနဲ့ဆုံးလေးကြည့်ပြီးဖို့မြတ်တာရက်ခံချင်ပါတယ်အမျိုးတွေအားလုံးပဲကဲမနက်ဖြန်ကမှာပယ်ရမယ့်ပတိသည်1ပတ်တီ3ပတ်တီပါနော်ချစ်တော်လေးတွေအားလုံးပဲပတ်ရမဲ့ပတ်တိက1ပတ်တိ3ပတ်တိပါ1ကြိုက်တဲ့ကိုတွေမတဲ့အားလုံးက1ကိုပတ်မယ်3ကြိုက်တဲ့ကိုတွေမတဲ့အားလုံးက3ကိုပတ်မယ်နော်1ပတ်တိ3ပတ်တိလေးပါရှင်1ပတ်တိ3ပတ်တိပါ1ကြိုက်တဲ့ကိုတွေမတဲ့အားလုံးက1ကိုပတ်မယ်3ကြိုက်နေတဲ့ကိုတွေမတဲ့အားလုံးက3ကိုပတ်မယ်နော်1ပတ်တိ3ပတ်တိလေးပါအခွေဒီနှစ်ခွန်လေးအပြီးပါအခွေကလေးပါနော်နှစ်ခွန်လေးအပြီးပါအခွေကလေးပါခိုင်လေးပေးတဲ့အခွေကလေးကအပူးလေးပါပါတယ်အပူးလေးပါထက်ပြီးကစားထားပါနော်ခိုင်လေးပေးတဲ့အခွေကလေးကအပူးလေးပါပါတယ်အပူးလေးပါထက်ပြီးကစားထားပါရှင်ခိုင်လေးတို့အခွေကိုခွေမယ်ဆိုရင်နှစ်ခွန်နှစ်လေးခွန်လေးအကနန်လေးတွေကိုရမယ်နော်နှစ်ခွန်နှစ်လေးခွန်လေးအကနန်လေးတွေကိုရပါမယ်ရှင်အကနန်လေးတွေပါထက်ပြီးတော့ကစားထားပါနော်ဟိုအရန်လေးတွေပေါ့နော်ချစ်တော်လေးတွေအားလုံးပဲအဲ့ဆိုခါလေးတော့အော်ကွက်နော်အော်ကွက်လေးတွေသွားမယ်အော်ကွက်ကတင်းနဲ့ဆိုရင်30 1နှစ် 1 4
တစ်ခွန်ပါ10ရဲ့1နှစ်ရဲ့1လေးရဲ့1ခွန်ရဲ့ပါဒါ1နဲ့ဆိုဩကွက်လေးတွေပါနော်10 1နှစ်1လေး1ခွန်ပါ3နဲ့ဆိုရင်30 3 ခွန်3ကိုပါနော်30ရဲ့3ရဲ့3ခွန်ရဲ့3ကိုရဲ့ပါနော်ကိုဒီမှတယ်အားလုံးပဲ3နဲ့ဆိုရင်30 3 ခွန်3ကို1နဲ့ဆိုရင်10 1နှစ်1လေး1ခွန်ပါနောက်ကိုဒီမှာတွေအားလုံးပဲခိုင်လေးခေါ်ပေးတဲ့ကဏ္ဍလေးတွေကိုလည်းအပတ်မကြည့်တင်ဘူးဆိုရင်နောက်ကွန်မန့်မှာပြန်မှတ်ပေးကြပါဦးเนาะချစ်တော်လေးတွေအားလုံးပဲချစ်တော်ကိုဒီမှာတွေအားလုံးပဲပယမပတ်တီလေးကတစ်ပတ်တီ3ပတ်တီလေးပါရှင်တစ်ပတ်တီ3ပတ်တီအခွေတီနှစ်ခွန်လေးအပီပအခွေကလေးပါเนาะနှစ်ခွန်လေးအပီပအခွေခိုင်လေးပေးတဲ့အခွေကအပူလေးပါပါတယ်เนาะခိုင်လေးပေးတဲ့အခွေကအပူလေးပါပါတယ်ကဲမိန်ကွက်နော်မိန်ခွက်ကလေးတွေကတင်းနဲ့ဆိုရင်10 1နှစ်1လေး1ခွန်ပါနော်10ရဲ့1နှစ်ရဲ့1လေးရဲ့1ခွန်ရဲ့ပါ3နဲ့ဆိုရင်33 3ခွန်3ကိုပါနော်30ရဲ့3ရဲ့3ခွန်ရဲ့3ကိုရဲ့ပါနော်ကဲတကွက်ကောင်းလေးတွေနှစ်ကွက်ကောင်းလေးတွေမသွားခင်မှာခိုင်လေးရဲ့ကိုဒီမတဲ့အလုံးပါဒီညနေမှာတကွက်ကောင်းကိုရကြတယ်ပေါက်ကြတယ်ဆိုတဲ့ကိုဒီမတဲ့အလုံးကပေါက်ကြီးလေးတွေမှန်ပေးကြမယ်နော်ပေါက်ကြီးလေးတွေမှန်ပေးကြပါဦးရှင်ကြည့်ရှုနေတဲ့ကိုဒီမတဲ့အလုံးကလည်းခိုင်လေးရဲ့ channel လေးကို subscribe မနေရသေးchannel လေးကို subscribe လေးတွေเนาะတယောက်တစ်ချက်စီဝအောင်ပြီးနှိပ်ခက်ပေးကြပါဦးเนาะဘေးနားမှာ notification ခေါင်းလောင်းလေးရှိတဲ့အဲခေါင်းလောင်းလေးကိုနှိပ်ထားမယ်ဆိုရင်ခိုင်လေးရဲ့ကိုတင်မတဲ့အလုံးကခိုင်လေးဗီဒီယိုဖိုင်ပဲတင်နေ like show ပဲလွှင့်နေခိုင်လေးကိုမြင်လို့တွေ့လို့ရမှာပါခိုင်လေး like show လွှင့်တဲ့အခါကျရင်လေခိုင်လေးရဲ့ကိုတင်မတဲ့အလုံးကခိုင်လေးရဲ့ like show လေးတွေကိုဝင်လာခက်ပေးကြပါဦးเนาะနော် like လွှင့်တဲ့အခါကျရင်လေဝင်လာခက်ပေးကြပါဦးเนาะကဲအဲ့ဆိုတကွက်ကောင်းလေးတွေနှစ်ကွက်ကောင်းလေးတွေသွားမယ်နော်ညနေပိုင်းကတော့ခိုင်လေးဗီဒီယိုပိုင်းပဲတင်မယ်နေ့ကင်းပိုင်းကကြတော့နေ့လယ်ပိုင်းကြတော့လေခိုင်လေးမီးပြတ်တဲ့ချိန်ဆိုရင်ခိုင်လေးမလွင့်ဘူးနော်မောင်တော့လေမီးလာတော့မှမောင်နေတာလေနော်မီးပြတ်တော့ဆိုရင်ပိုးတော်ဆိုသေးတယ်အားကြောင့်မလို့မီးလာမနေ့ကမီးလာလို့ရှင်ခိုင်လေးလိုက်ရှိုးလေးလွင့်မယ်ခိုင်လေးကိုတွေမတဲ့အလုံးကခိုင်လေးလိုက်ရှိုးလေးတွေကိုဝင်လာခက်ပြီးကြပါအောင်နော်ဒီညနေမှာလေရကြတဲ့ပေါက်ကြတဲ့ကိုတွေမတဲ့အလုံးကပေါက်ကြီးလေးတွေမှတ်ပေးကြအောင်နော်ဒီနေ့ပါပိုင်လို့ရှိရင်6ကြိမ်တိုင်တိုင်အောင်ပွဲခံတာနော်တောက်ကြနေ့ပိုင်ရင်ပေါ့နော်6ကြိမ်တိုင်တိုင်အောင်ပွဲခံတာတနင်္လာနေ့နော်အင်္ဂါနေ့အစဝင်နေဆိုခိုင်လေးတို့ဒီနေ့နဲ့ဆို4ကြိမ်တိုင်တိုင်ကိုဒီမတဲ့အလုံးကိုနော်အော်ကွက်ကလေးတွေပတ်တီလေးတွေမိန်ကွက်ကလေးတွေနော်တကွက်ကောင်လေးတွေနဲ့ကိုဒီမတဲ့အလုံးကိုအရယူထားပေးတာနော်ကဲအဲ့ဒါဆိုခိုင်လေးတို့မိန်ကွက်ကလေးတွေသွားတော့မယ်နော်တကွက်ကောင်လေးတွေနဲ့ကွက်ကောင်လေးတွေသွားမယ်ခိုင်လေးတို့4နော် sorry 9ရက်4လ2026ကြာသပတေးနေ့မနက်7:00နာရီတမိနစ်မှာပယမဲ့ပတ်တီလေးက1ပတ်တီ3ပတ်တီလေးနော်1ပတ်တီ3ပတ်တီလေးပါ1နဲ့ဆိုရင်အော်ကွက်က10 1နှစ်1လေး1ခွန်ပါနော်10ရဲ့1နှစ်ရဲ့1လေးရဲ့1ခွန်ရဲ့ပါ3နဲ့ဆိုရင်30 3 ခွန်3ကိုပါနော်30ရဲ့3ရဲ့3ခွန်ရဲ့3ကိုရဲ့ပါအဲ့ဒါမှခိုင်လေးရဲ့အကြိုက်ဆုံးနှစ်ကွက်ကောင်းကတော့1နဲ့ဆိုရင်1ခွန်3နဲ့ဆိုရင်30ခွန်ဒီခိုင်လေးမနက်ဘက်ကမှာအကြိုက်ဆုံးနှစ်ကွက်ကောင်းကလေးပါရှင်နော်အကြိုက်ချင်းတူတဲ့ကိုတွေမတဲ့အလုံးကယူပြီးတော့ကစားထားမယ်နော်အကြိုက်ချင်းမတူတဲ့ကိုတွေမတဲ့အလုံးကတော့ကိုစိတ်နှစ်သက်တဲ့ကဏ္ဍကိုကစားပါနော်ခလေးအကြိုက်ဆုံးနှစ်ကွက်ကောင်းကတော့1ခွန်နဲ့3ခွန်ဒီခလေးအကြိုက်ဆုံးနှစ်ကွက်ကောင်းပါတကွက်ကောင်းကလေးကတော့30ခွန်ဒီခလေးအကြိုက်ဆုံးတစ်ကွက်ကောင်းကလေးပါရှင်အခွေကလေးကတော့2ခွန်လေးအပြီးပါအခွေကလေးခလေးပေးတဲ့အခွေကအပူလေးပါပါတယ်အပူလေးပါထပ်ပြီးကစားထားပါခလေးတို့အရင်တစ်ပတ်ကအပူလေးပျောက်နေတယ်နော်အရန်တော့ကိုတွေမတဲ့အလုံးပဲပျောက်ကနန်းဒီလူကိုဒုက္ခပေးပါတယ်နော်ကဲအဲ့ဒါဆိုခလေးဗီဒီယိုလေးကိုဒီနောက်တစ်ပတ်ရနာပြစေဝင်ရောက်ကြည့်ရှုကြတဲ့ခလေးအကိုတွေအမတွေဦးတော်တော်တွေအလုံးပဲစိတ်ချမ်းသာခြင်းကိုကျမချင်းများနဲ့ပြည့်စုံနိုင်ကြပါစေနေ့တိုင်းမှာလည်းမင်္ဂလာရှိတဲ့နေ့ကလေးတွေမင်္ဂလာရှိတဲ့ရက်ကလေးတွေကိုနော်ပိုင်ဆိုင်နိုင်ကြပါစေအသက်ရှူတိုင်းမှာလည်းဝင်ဝေတွေတိုးပွားရရှိနိုင်ပါစေလို့ခိုင်လေးစုမုံကောင်းတောင်းပေးလိုက်ပါတယ်ရှင်အလုံးပဲကိုလက်ပါနော်ကိုတင်မတဲ့အလုံးပဲဘိုင်ဘိုင်ပါရှင်